အာနာသိစစ်တပ်ရဲ့ရွေးကောက်ပွဲအပိုင်း1ကိုဒီကနေ့ဒီဇင်ဘာလ28ရက်နေ့မနက်မှာကျင်းပခဲ့ပြီးရန်ကုန်မြို့မှာတော့မဲလာပေးသူအနှဲငယ်သာရှိအာနာသိစစ်တပ်ရဲ့ရွေးကောက်ပွဲအပိုင်း1ကိုဒီဇင်ဘာလ28ရက်နေ့ဒီကနေ့မနက်မှာစတင်ကျင်းပနေခဲ့တာဖြစ်ပြီးတော့ရန်ကုန်တိုင်းအတွင်းကမြို့နယ်တချို့မှာပြည်သူတချို့မဲလာပေးကြတာကိုတွေ့ရပေမဲ့ရန်ကုန်မြို့လေကမဲယုံနေမှာတော့မဲလာပေးသူမရှိသလောက်နေပါနေတာကိုမြင်တွေ့ရပါတယ်။ရန်ကုန်မြို့လေကြောက်တရားမြို့နယ်စူးလေဖျားလမ်းပေါ်ကရက်ကွက်တစ်မဲယုံအမှတ်ကျမှာတော့နိုင်ငံသားသတင်းတော်တချို့ကစောင့်ကြည့်နေပြီးမဲပေးပွဲပြင်ဆင်ထားတာကိုတွေ့မြင်ရပေမဲ့ရက်ကွက်မဲယုံနေမှာတော့မဲပေးသူမရှိသလောက်ဖြစ်နေပါတယ်။ရန်ကုန်တစ်မြို့လုံးနီးပါးမှာရှိတဲ့မဲယုံတီတီမှာမြင်တွေ့ရတဲ့အခြေအနေကထူးခြားစွာနဲ့တိတ်ဆိတ်ခြောက်ကပ်နေရလေဖြစ်ပါတယ်။ပဋိကာလရွေးကောက်ပွဲတွေမှာတော့မဲပေးဖို့ဆရာထက်တန်စွာနဲ့တန်းစီဆောင်ဆိုင်နေကြတဲ့လူဒန်းကြီးတွေကိုမတွေ့ရတော့ပဲမဲယုံနယ်အတွင်းမှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့မဲယုံဝန်ထမ်းတွေသာများပြားနေတာကိုလည်းမြင်တွေ့ရပါတယ်။ရန်ကုန်မြို့သူမြို့သားများစုဟာဒီအတူရောင်ရွေးကောက်ပွဲပေါ်မှာစိတ်ဝင်စားမှုကင်းမဲ့စွာနဲ့နေအိမ်တွေမှာသာနေထိုင်နေကြတာကြောင့်မြို့ကြီးတစ်မြို့လုံးရှိလမ်းမတွေပေါ်မှာလည်းတွာလာသူအလွန်တရာကျဲပါနေတာကိုလည်းတွေ့ရှိရပါတယ်။ရန်ကုန်မြို့မှာအတူရောင်ရွေးကောက်ပွဲအတွက်မဲပေးသူအများစုကလည်းအသက်အရွယ်ကြီးရင်သူအများစုသာဖြစ်တာကိုလည်းမြင်တွေ့ရပါတယ်။ဒီဖြစ်ရပ်ကတော့ပြည်သူလူထုရဲ့အတန်နဲ့စစ်မှန်တဲ့ဆန္ဒသဘောထားတွေဟာမဲယုံနယ်အတွင်းမှာလုံးဝပျောက်ဆုံးနေပြီဖြစ်ကြောင်းကိုထင်ရှားစွာသက်သေပြနေတာလည်းဖြစ်ပါတယ်။